အားလုံးမင်္ဂလာပါကျမကမြန်မာပရိသတ်အတွက် manifestation ဗီဒီယိုတွေကိုအနောက်တိုင်းစတိုင်နဲ့ဖန်တီးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်အခုဒီအချိန်ထိလေမြန်မာစကားနဲ့ပဲတင်ဆက်ခဲ့ပါတယ်အခုတော့ကျမရဲ့ channel ကိုနိုင်ငံတကာပရိသတ်စီကိုထည့်မှန်ရှင်းထွင်ရှင်းပါတယ်ဒါကြောင့် manifestation ကို Buddhist concept နဲ့ပေါင်းပြီးတော့ English အသံနဲ့တင်ဆက်တဲ့ playlist အသစ်တစ်ခုကိုစတင်ဖော်ပြမှာဖြစ်ပါတယ်မြန်မာပရိသတ်တွေအတွက်တော့မြန်မာစာတန်းထိုးထားတဲ့ subtitles တွေပါဝင်မှာဖြစ်ပြီးနားလေရလွယ်ကူအောင်တည်သက်စွာဖန်တီးပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ငကိုတင်ဆက်နေကြမြန်မာလို manifestation ဗီဒီယိုတွေကိုလေအရင်တုန်းကလိုပေးဆက်လက်တင်ပေးသွားမှာဖြစ်တာကြောင့်ဘာမှမစိုးရိမ်ကြပါနဲ့တကယ်တော့မိတ်ဆွေကBuddhist concept နဲ့ဖော်ပြထားတဲ့ manifestation idea တွေကိုစိတ်ဝင်စားရဆိုရင်အဲ့ဒီ English လို့ပြောထားတဲ့ဗီဒီယိုတွေကိုလေကြည့်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်